ငါကို6နာရီ no ပေးနော်ကို English လို့ဘယ်လိုပြောမလဲဆိုတော့ no တာကို English လို့ wake up ငါကို no ပေးဆိုတော့အဲ့ဒီ wake up ရဲ့ဂျားထဲမှာ me ထည့်မယ် wake me up 6နာရီမှာ at 6 wake me up at 6ငါကို6နာရီ no ပေးနော်ငါကိုသတိပေးအောင်လို့ပြောရင်လည်း English လို့ဘယ်လိုပြောမလဲလူတစ်ယောက်ကိုသတိပေးတယ်ဆိုလို့ရှိရင်သူ့ကိုစိတ်ကနေသတိပေးတယ်လို့မှတ်ထားပါစိတ်ကို English လို့ mind သတိပေးတယ်ဆိုရင် remind လို့တာဆိုငါ့ကိုသတိပေးနော်လို့ပြောချင် please remind me ငါ့ကိုသတိပေးပါ please remind me ဆိုဒီနှစ်ခုကိုမှတ်ထားပါဒီနေ့အတွက်ဆိုငါ့ကို6နာရီ no ပေးပါ wake me up at 6 နာရီ no ပေးပါငါ့ကိုသတိပေးအောင်လို့ပြောချင် remind me ဟုတ်ပြီနော် thank you so much guys ဒီလိုမျိုးအတူထွားလေးတွေကိုစိတ်ဝင်စားတဲ့ဆိုလို့ရှိရင်တော့ YouTube မှာလည်းအတူထွားဗီဒီယိုလေးတွေအများကြီးတင်ပေးထားပါတယ်နှလုံးနဲ့ပြောလို့ရမယ့်ဗီဒီယိုလေးတွေ short sentence တွေအများကြီးတင်ပေးထားတဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့ကအထင်ကိုအကျိုးရှိရှိအသုံးချခြင်းနဲ့ဆိုရင်တော့အဲ့ဒီဗီဒီယိုလေးတွေကိုတွားကြည့်ပြီးလေ့လာလို့ရပါတယ် thanks so much တင်တန်းလေးတွေတက်ချင်သေးတယ်ကိုယ်တိုင်လေ့လာရတာကိုတိတ်ပြီးတော့မှအားမရဘူးတင်တန်းလေးတွေတက်ချင်သေးတယ်ဆိုလို့ရှိရင်တော့အဲ့ဒီတင်တန်းလေးတွေကို Fiverr ကနေတဆင့် Telegram ကနေတဆင့်စုံစမ်းမင်းမြန်လို့ရနေပါပြီ Facebook Messenger ကနေလည်းစုံစမ်းမင်းမြန်လို့ရပါတယ် thanks so much see you on my next videos